တခါတလေမှတချို့လူတွေကိုတွေ့ဘူးကြလိမ့်မယ်နော်ဘိုက်ကြီးကပို့ပြီးတော့တဖြည်းဖြည်းဖောင်းပြီးတော့ကြီးနေတာပေါ့နော်ဝါတာလည်းမဟုတ်ဘူးလေပွားတာလည်းမဟုတ်ဘူးအဲ့ဆိုဘာလဲဝမ်းပိုက်ထဲမှာအရည်တွေစုနေကြတော့ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့မြန်မာလိုရေပြင်းဆွဲလို့ခေါ်ပါတယ်ရေပြင်းဆွဲရတာရိုးရိုးဖောင်းတာမဟုတ်ဘဲနဲ့ဒီကျန်းမာရေးအတွက်အလွန်အရေးကြီးတဲ့ပြဿနာတစ်ခုရဲ့လက္ခဏာဖြစ်နေပါတယ်ရေပြင်းဆွဲတာဘာကြောင့်ဘာလို့ဖြစ်ရတာဘယ်လိုကုသရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ရေပြင်းဆွဲတယ်ဆိုတာဘာလဲရေပြင်းဆွဲတယ်ဆိုတာကျွန်တော်တို့ဝမ်းပိုက်ထဲမှာရှိတဲ့ဒီအစာရင်းနဲ့ဥလန်းကြောင်းမှာရှိတဲ့နေရာကပုံမှန်ထက်ပိုပြီးတော့အရည်တွေစုလာခြင်းကြောင့်ဖြစ်ပါတယ်အဲ့လိုအရည်တွေစုလာတဲ့အခါမှာဝမ်းပိုက်ထဲကဖောင်းကားလာပြီးတော့အရန်ကိုတင်းလာပါတယ်ရေပြင်းဆွဲရတဲ့အဓိကအကြောင်းအရာဘာလဲဆိုလို့ရှိရင်ရေပြင်းဆွဲရတဲ့အဓိကအကြောင်းအရာကျွန်တော်တို့အသည်းယောဂါကြောင့်အဓိကအကျဆုံးအဖြစ်များဆုံးဖြစ်ပါတယ်ရေပြင်းဆွဲတဲ့ယောဂါ10ယောက်မှာ8ယောက်လောက်ကအသည်းယောဂါကြောင့်ဖြစ်ပါတယ်အဓိကအကြောင်းရင်းကအသည်း6တာကြောင့်ဖြစ်တာပေါ့နော်ကျွန်တော်တို့အရက်ကိုတောက်လို့အသည်း6တယ်နောက်တစ်ချက်ကကျွန်တော်နာတာရှည်အသည်းရောင်အသက်ဝါဘီပိုစီပိုကြောင့်အသည်း6တယ်နောက်တစ်ချက်ကျွန်တော်အစီဖုံးတော့အသည်း6တယ်အဲ့တော့ကြောင့်ကျွန်တော်အသည်းကခန္ဓာကိုယ်ထဲမှာဒီပရိုတင်းဓာတ်ကိုထုတ်လုပ်ပေးတယ်ဒီအသည်းပျက်စီးတဲ့အခါမှာပရိုတင်းဓာတ်တွေကကျဆင်းလာပြီးတော့ကျွန်တော်သွေးကြောတွေကရေတွေကိုဝမ်းပိုက်ထဲကိုပို့ပြီးတော့ရောက်စေပါတယ်ဒါပေမဲ့အသည်း6ရင်ကျွန်တော်သွေးလက်ပတ်မှုလမ်းကြောင်းမှာဖိမိတာတွေတက်လာတာတွေကြောင့်လည်းဒီရေတွေစိတ်ထွက်လာတတ်ပါတယ်ရေပြင်းဆွဲတာကကျွန်တော်တို့အခြားအကြောင်းရင်းတွေကြောင့်လည်းဖြစ်ပါတယ်ကျွန်တော်နှလုံးရောဂါပြင်းထန်ပြီးတော့နှလုံးကတွေးကိုကောင်းစွာဒီမညစ်နိုင်တဲ့အခါမှာခန္ဓာကိုယ်ထဲမှာရေတွေစုပြီးတော့ရေပြင်းဆွဲစေတဲ့လက္ခဏာဖြစ်ပေါ်စေပါတယ်နောက်တစ်ချက်ကြောက်ကက်ယောဂါဒီကြောက်ကက်ပြစီရင်လည်းခန္ဓာကိုယ်ကအရေနဲ့စားတတ်တွေကိုဒီထိန်းသိဖို့ခတ်စေတာပေါ့နော်နောက်တစ်ခုကကျတော့ကင်ဆာပေါ့နော်အသည်းကင်ဆာနဲ့ကျွန်တော်တို့တာဥအိမ်ကင်ဆာကျွန်တော်ဥမာကြီးကင်ဆာစတဲ့ကင်ဆာအချို့ကြောင့်လည်းရေပြင်းဆွဲနိုင်ပါတယ်ရေပြင်းဆွဲတာကိုကျွန်တော်တို့ဘယ်လိုကုသရမလဲဆိုလို့ရှိရင်ဒီရေပြင်းဆွဲတာကိုကုသတဲ့အခါမှာဒီမူလဖြစ်စေတဲ့ယောဂလက္ခဏာကိုပို့ပြီးတော့တေးချာဂရုစိုက်ပြီးတော့ကုသဖို့အရေးကြီးပါတယ်ကုသမှုလမ်းကြောင်းကကျွန်တော်တို့စားကိုလုံးဝအနည်းဆုံးလျှော့စားလို့ရှိရင်ရေပြင်းကိုထိန်းချုပ်တဲ့အဓိကတော့ချက်ပါပဲနောက်တစ်ချက်ကကျွန်တော်တို့စီးစေးပေါ့နော်စီးစေးတောက်ခြင်းအပြင်ကျွန်တော်တို့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းကိုတေးချာတောက်မယ်ဆိုလို့ရှိရင်ဒီစီးစေးတွေကခန္ဓာကိုယ်ထဲမှာပိုရှန်နေတဲ့ရေနဲ့စားဓာတ်ကိုဒီစီးအဖြစ်စွန့်ထုတ်ပေးတာကိုတတ်နိုင်တဲ့ပြကူညီပေးပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ဝမ်းပိုက်ထဲကအရေကိုဖောက်ထုတ်တာပါဒီရေပြင်းအရန်များပြီးတော့ဘိုက်ကတင်းပြီးတော့အသက်ရှူတာခတ်လာပြီဆိုလို့ရှိရင်ကျွန်တော်ကပေါ့နော်ဒီအသေးသေးလေးကိုတုံးပြီးတော့ဒီဝမ်းပိုက်ထဲကပိုရှန်နေတဲ့အရေတွေကိုဖောက်ထုတ်ပေးရပါတယ်ဒါကိုနားလေတက်ကျွမ်းတဲ့ဆရာဝန်ကတေချာကုသပေးရပါတယ်ဒါကလက္ခဏာတက်တာစေဖို့ချက်ချင်းကိုကူညီပေးစေပါတယ်ကျွန်တော်တို့ဒီရေပြင်းဖြစ်စေတဲ့ပထမဒီယောဂမူလယောဂကိုကုသဖို့လိုအပ်ပါတယ်အသည်း6ခြင်းကြောင့်ဆိုရင်တော့အရက်လုံးဝဖြတ်ကိုဖြတ်ရမယ်အသည်းရောင်အတဝါပိုးတွေအတွက်စေကုသခြင်းတွေစတာတွေကိုလုပ်ရပါမယ်နောက်တစ်ခုကကျွန်တော်တို့ရေပြင်းကမူလယောဂဘာကြောင့်ဖြစ်တာလဲဆိုတာကိုတေချာဇင်းပြကိုလိုက်ဖို့လိုပါတယ်အသည်း6ခြင်းကြောင့်ဆိုရင်တော့အရက်လုံးဝဖြတ်ရမယ်အသည်းရောင်အတဝါပိုးတွေကိုကုသတဲ့ဆေးတွေကိုစပြီးတော့လှုပ်ဆောင်ရမယ်နောက်တစ်ချက်ကကျွန်တော်တို့နှလုံးကြောက်ကက်ပြဿနာဆိုရင်လည်းအဲ့ဒီမူလယောဂါတွေကိုဆေးဝါးတွေနဲ့ထိန်းချုပ်ကုသဖို့လိုအပ်ပါတယ်ရေပြင်းဆွဲတာကကျွန်တော်အသည်းဒါမှမဟုတ်ကျွန်တော်အရေးကြီးကိုယ်အင်္ဂါတွေရဲ့ဒီလုပ်ငန်းဆောင်တာတွေပြတ်ယုံနေပြီဆိုတာကိုပြောပြတဲ့အချက်ပေးခေါင်းလောင်းတံပဲဖြစ်ပါတယ်ဒီလက္ခဏာမျိုးတွေတန်တရားရှိပြီဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ့်ဘာသာဒီစေဝါသုံးဆွဲနေတာဘူးလုံးဝမလုတ်သင့်မဲနဲ့ကျွန်တော်ဆရာဝန်နဲ့ချက်ချင်းတည်တည်ချာချာစနစ်တကျယောဂါကိုရှာဖွေကုသမှာတာအမြန်ဆုံးပျောက်ကင်းမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အထူးအရေးကြီးပါတယ်ကိုယ့်အကိုရှောက်ပြီးတော့တွေ့ကြဆေးတွေမတောက်ဘဲနဲ့ဆရာဝန်နဲ့တေချာပြသစေချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်